ကျော်ဝင်းနိုင်နှစ်20လုံးဘာဝိထုဘာကြပြားမှမင်းတို့ငါပေးမဖတ်နိုင်ခဲ့ပါဘူးဒါပေမဲ့မနေ့တနေ့ရခဲ့တဲ့ငါကြပြားကိုတော့မင်းတို့ပေးဖတ်မှဖြစ်မယ်လို့အောက်မေ့ရနဲ့ပို့လိုက်တယ်ကြပြားကောင်းစဉ်ကနှစ်ပေါင်း20တဲ့နှစ်20ဟာစိုးနေကြတခြင်းလေးတွေကံတဝင်စရင်သွင်းခံဖို့လုံလောက်တဲ့ကာလတစ်ခုဆိုရတော့အဲ့ဒီတုန်းကဒီမြို့လေးကိုတငယ်ချင်းတစ်တိုက်အလှဆင်ဖို့ကြံစီဘူးတယ်ကြီးကြီးကျယ်ကျယ်ပေါ့သူတို့မြို့ကလေးရေစည်းရေလာပိုကောင်းအောင်လေကောင်းလေတန့်ပိုရအောင်ပန်းကလေးတွေပိုပွင့်အောင်ပိုလှလာအောင်တဲ့ဒီတော့သူတို့ထက်နှစ်20စောတဲ့ဒီမြို့သားကြီးတူကရှိတယ်မင်းတို့ဘာပြောမြို့ဟာမြို့သူမြို့သားတွေနဲ့ထိုက်တဲ့တန်တဲ့အတိုင်းပဲနေမှာရီးပြီးပြောတယ်ပြောပြီးငိုတယ်ပြီးတော့ထွက်သွားတယ်သူတို့တွေစိတ်ဆိုးကြံခဲ့ရတယ်တချို့တွေကအိမ်အောင်ရက်သားကြသားသမီးလူမှုဒုက္ခအထွေမှာနစ်မွန်းရတချို့ကြမူရစေဝါနဲ့နုံနစ်ကြဒီလိုနဲ့ပဲအနှစ်20ကြာသွားစိုးနေကြတခြင်းလေးတွေဟောင်းသွားပြန်ပေါ့ခုခေတ်ကလေးတွေကကိုတို့တခြင်းတွေနားမထောင်နိုင်သူတို့ဆိုတဲ့တခြင်းတွေကြကိုတို့ကနားမခံနိုင်ဒါပေမဲ့ hip hop နဲ့ rap တခြင်းတွေကိုတွင်ဆိုရင်သူတို့တခြင်းဟောင်းလေးတွေကစာသားလေးတွေကြားညက်ဆိုကြပြန်ကြားရတော့လွမ်းရဆွေးရမကြည်မနှက်မချစ်မရဲဖြစ်ရတစ်ချိန်ထဲမှာကြည်နူးရပြန်ပြောင်းအောင်းမေ့စမြုပ်ပြန်ရအဲ့ဒီလူငယ်လေးတွေကမြို့ကလေးမလှလို့တဲ့မြို့ကလေးလှဖို့ပြောကြဒီတော့လေရည်မိကြပြန်ပေါ့မျက်ရည်နှစ်20လုံးကြုံတွေးဖြတ်တန်းခဲ့ရတာတွေတော့ဘာမှစားချက်ပြီးပြောနေခြင်းတော့ပငယ်ချင်းရတို့ကျွေနေစေငါမျက်ရည်စိုးနေတော့တချို့ရင်းနေနိုင်လို့နေရှင်ကြောက်ခတ်တော့ယုံနေစေငါအတွက်အဖြစ်ရှာနေတော့တချို့ရင်းနေနိုင်လို့